ကဲမျိုးတို့ရေအာဖရိကနိုင်ငံအနောက်နိုင်ငံအာဖရိကတွေထဲမှာနိုင်ငံအများကြီးရှိရပါဒါပေမဲ့အခုကျွန်တော်ပြောပြချင်တာကဘာကီနာဖာဆိုဆိုတဲ့အာဖရိကအနောက်ပိုင်းနိုင်ငံတစ်ခုအဲ့ဒါတော်တော်လေးပြောင်းလဲလာပြီသူတို့ရဲ့ခေါင်းဆောင်ကအီဘရာဟင်ထာအိုရဲနာမည်ကတော့ကျွန်တော်ဘယ်လိုပြောမလဲသူတို့ရဲ့နာမည်ဖြစ်တဲ့အတွက်နည်းနည်းအတန်ထွက်လွဲမယ်ကွာဒါပေမဲ့ဒီအင်္ဂလိပ်လိုရေးထားတဲ့ဟာကိုကျွန်တော်အတတ်နိုင်ဆုံးဖတ်ပြီးမှပြောပြရတာပေါ့နော်အီဘရာဟင်ထာအိုရဲဆိုတော့သူကစစ်ကောင်းဆောင်ပဲသူတို့နိုင်ငံမှာစစ်တပ်ကပဲအုပ်ချုပ်တယ်ဆိုတော့နိုင်ငံတစ်နိုင်ငံမှာဘယ်လိုအုပ်ချုပ်တယ်ဆိုတာကအရေးမကြီးဘုရင်ပဲအုပ်ချုပ်သမ္မတပဲအုပ်ချုပ်ဝန်ကြီးချုပ်ပဲအုပ်ချုပ်စစ်ကောင်းဆောင်တွေပဲအုပ်ချုပ်အဓိကကပြည်သူကိုမျက်နှာမူသလားပြည်သူကိုချစ်သလားပြည်သူကိုကိုးစားပြုသလားပြည်သူကိုတန်ဖိုးထားသလားဆိုတာပဲမူတည်တယ်ပြောချင်တာကဘုရင်အုပ်ချုပ်တဲ့နိုင်ငံတွေဆိုရင်လည်းတိုးတက်တဲ့နိုင်ငံရှိတယ်ဘုရင်အုပ်ချုပ်တဲ့နိုင်ငံစင်းရဲချွတ်ချုံကြတဲ့နိုင်ငံရှိတယ်ဘုရင်မကောင်းတဲ့နိုင်ငံရှိတယ်ကောင်းတဲ့နိုင်ငံရှိတယ်အဲ့လိုပဲသမ္မတတွေအုပ်ချုပ်တယ်မကောင်းတဲ့နိုင်ငံရှိတယ်ကောင်းတဲ့နိုင်ငံရှိတယ်ဝန်ကြီးချုပ်တွေအုပ်ချုပ်တယ်ကောင်းတဲ့နိုင်ငံရှိတယ်မကောင်းတဲ့နိုင်ငံရှိတယ်ဒါပေမဲ့အခုဒီအီဘရာဟင်ထာအိုရဲကကျတော့စစ်တပ်ကောင်းဆောင်ပြည်သူကိုချစ်တယ်ပြည်သူကိုတန်ဖိုးထားတယ်သူတို့ရဲ့အရင်ဒီကောင်းဆောင်မတိုင်ခင်အရင်စစ်ကောင်းဆောင်ကကျတော့နှစ်ပေါင်း40ကျော်အုပ်ချုပ်ခဲ့တယ်အခုငါတို့မြန်မာနိုင်ငံလိုပဲရသမျှတယံဇာတာရသမျှစီးစိမ်ဥစ္စာရသမျှပတ်စံအကုန်လုံးကိုသူပဲတုံးတယ်သူပဲဖြုံးတယ်ဆိုတော့အခုသူတို့ရဲ့ဒီကောင်းဆောင်ကဘာပြောလဲဆိုတော့ငါတို့ဒီပြည်သူတွေရဲ့အခွင့်တွေနဲ့စီးစိမ်ရင့်နေတာနိုင်ငံရဲ့တယံဇာတာတွေနဲ့ငါတို့စီးစိမ်ရင့်နေတာတော်တော့ပြီအခုငါတို့ပြည်သူတွေကိုပြန်ပြီးတော့မှပြည်သူတွေရဲ့ဘဝမြင့်တင်ဖို့ပြည်သူတွေကိုကြွယ်ဝချမ်းသာဖို့ငါတို့လုပ်ပေးရတော့မယ်ဆိုတော့စိတ်ဓာတ်နဲ့သူရင်ဆိုင်နဲ့တိုက်ခိုက်တယ်ဘယ်လောက်ထိဆိုလဲဆိုတော့အမေရိကန်မျိုးစသူပြောတယ်မင်းတို့ရဲ့ဝါဒမိုင်းတိုက်ပြီးတော့မှငါတို့အာဖရိကနိုင်ငံတွေကိုချွတ်ချုံကြအောင်လုပ်နေတာဒီမိုကရေစီပါဆိုပြီးတော့မှချွတ်ချုံကြအောင်ငါတို့စီကတယံဇာတာတွေအကုန်ရှိမြအကုန်ထုတ်သုံးပြီးတော့မှအကုန်ယူပြီးတော့မှမင်းတို့ရဲ့ကြွယ်ဝချမ်းသာမှုကိုတိဆောက်နေတာရပ်တင်ပြီးတော်တင်ပြီးဆိုပြီးတော့မှသူပြောပြီးတော့မှအခုသူတို့ရဲ့နိုင်ငံဖြစ်တဲ့ဒီဘာကီနာဖာဆိုဆိုတဲ့နိုင်ငံကိုအကုန်ပြောင်းလဲပေးတယ်လန်တရာအဆောက်အုံပြည်သူတွေကိုဘာလို့ပေးလိုက်ဆိုတော့အခမဲ့အိုးအိမ်နေထိုင်ခွင့်ဆိုပြီးတော့မှအင်ယာစီမံကိန်းတွေဆောက်ပြီးတော့မှထားပေးတယ်အရမိုက်တယ်မြန်မာခေါင်းဆောင်တွေစစ်တပ်ခေါင်းဆောင်တွေတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေမင်းတို့ရဲ့သမင်းဝါတင်ပြီးလို့တင်တယ်